ရွှေတကုံဖျားကိုလှမ်းမြင်ရတဲ့ကိုကင်းရက်ကွက်ကတမိုင်းဝင်အိမ်ကြီးလွန်ခဲ့တဲ့1950ခုနှစ်ရန်ကုန်မြို့ရဲ့အေးချမ်းတဲ့ညနေခင်းတစ်ခုစီပြန်သွားကြည့်ရအောင်ဒီပုံရိပ်ဟောင်းလေးတွေကကလေးမလေး2ယောက်ကတော့ Anne နဲ့ Ellen လို့အမည်ရပြီးနေရာကတော့ရန်ကုန်မြို့ Mount Pleasant လမ်းအမှတ်20ခြံဝင်းထဲမှာဖြစ်ပါတယ်အဲ့ဒီခေတ်က Mount Pleasant မောင်ပလဆန်လို့ခေါ်တဲ့နေရာဟာရန်ကုန်မြို့ရဲ့ဒုတိယအမြင့်ဆုံးတောင်ကုန်းပေါ်မှာတည်ရှိခဲ့တာပါဒါကြောင့်လဲဒီနေရာမှာရှိတဲ့အိမ်တွေရဲ့ရှေ့မျက်နှာစာပေါ်တက်ကောက်အောက်ကနေလှမ်းကြည့်လိုက်ရင်ရွှေတကုံဘုရားကြီးရဲ့စက်တည်ရှိတဲ့အလှကိုပါဖူးမြော်နိုင်ခဲ့တယ်လို့ဆိုပါတယ်ဒီလိုအချက်ချာကြပြီးတာယာတဲ့နေရာမျိုးမှာအရာရှိကြီးတွေနဲ့လူကုန်ထမ်းတွေအများဆုံးနေထိုင်ခဲ့ကြပါတယ်ဒီနေ့ခေတ်မှာတော့ဒီလမ်းကိုခဥခန့်လမ်းလို့လူသိများကြပြီးအိမ်ယာတွေကိုလိုတွေနဲ့စီကားနေပါပြီဒါပေမဲ့ဒီပုံရိပ်လေးကတော့လွန်ခဲ့တဲ့နှစ်80ကျော်ကကိုကင်းရက်ွက်ရဲ့လွမ်းမောကွယ်တိတ်ပုံရိပ်တော်တစ်ခုပါပဲဒီလိုမျိုးရှေးဟောင်းသမိုင်းပုံရိပ်လေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် like follow လုပ်ဖို့မမေ့နဲ့တော့